ဟုတ်တယ်ဒါမဲ့ဒီလိုမုံတိုင်းရင်တော့ဟိုမှာလည်းအလုပ်ရှိမှာပေါ့လေကျွန်တော်ဒါပိုက်ချထားခဲ့ပါမနော်ဘယ်လောက်ရမလဲဆိုတော့မသိသေးဘူးချိန်ကတော့ဒါ9 နိုင်လောက်ပေါ့နော်ဒီနေ့မှာငါးရီဖို့မှာဖြစ်ပါတယ်အဲ့ဒါဒီမနက်ပေါ့နော်ဆိုတော့ဘယ်လောက်ရမလဲပေါ့နော်တစ်ချက်ကြည့်မယ်โอเคအော်ဒီလိုဖို့တော့လားဒါနဲ့နေကြမှာမုံတိုင်းအကြရတယ်နှက်ကြည့်ပဲတဲကြော်တော့တဲပဲတော့ပတ်တည်အော်နှစ်ယောက်စီရတာဝိုးဟေးဟာချိန်Whoa. Whoa. Ôi hey. Wow. Oh. Không ra ra rồi. Wow. Ê chứ bà đi kỹ. Ô, ngã sầu rồi đó. Tí chi. Đi ngã bây giờ rồi. Ê, ó đó. Hảo. Hảo. Kìa thì nó đâu. Bắt đầu bắt đầu cái này. Nếu không là nó đã bắt đầu. Okay, đã sắp hồi nữa. Vừa lông thổi rồi mà. Ồ. Có không nào ấy? Wow. Wow. Giờ này, ai yêu này mà tao bị đuôi dày. Dày đi rồi rau đôi thoại chả. Muối bò chốc chả là. Chốc lên chả là chả muối suy lên. Đây. Mưa tay của nó xí. Cứ một sớm mà thì xí ra mưa này. Này lên. Tôi chơi đi. Ai khó được làm đi mà. Bom bực hàng này à? Đó thế này, mưa nó ở biển hồng là vì tôi về gì để bữa nay bỏ được trái này luôn, chúng ta là từ biển này. Thật à? Mưa rồi đây. Phải chất là to lớn này. Ngà bùi đến tất cả đó rồi. Bùi đi à, xa cao này. Cô bạn như này, đi lại được. Bùi nó khóc rồi. Đi này dầu. Cái ngồi hút được rồi.
တက်တပူလို့ခေါ်ပါတယ်တက်တပူလို့ခေါ်တယ်ဒါကြတော့ငနုတန်လားကောင်းငနုတန်ငချင်းလုံးကောင်းကြတော့ဘာလဲကောင်းပါလဲငါအိုက်ဟုတ်ပြီငါအိုက်အခုလို့ပါလို့နော်ဒီကောင်ပုံစံလေးကထိတ်မကွာငါအိုက်စားဖို့တရားအင်းရကိုကြီးပြေးလိုက်ပါတယ်စင်နော်ရောဝီစင်ကြီးအများကြီးပဲကွာကြော်စားရင်တော့ကျွတ်ရကျေးဇူးပဲခုကြာကျွန်တော်တို့အင်းနေရရင်ဒါကလက်ဆောင်ပေါ့နော်အင်းသမားတွေကကျွန်တော်တို့ကိုဒါစားဖို့ပေးလိုက်ပါတယ်အေးဗျငဆုတ်ခွက်တွေကတော့လူအများစုကတော့မစားကြဘူးပြစ်ထုတ်ကြတယ်နော်ပြစ်ထုတ်ကြတယ်ဒါပေမဲ့ဒီဘက်ကကြားရဲဆိုရဲဒီဘက်နော်ဒီဘက်ရွာလူတွေကတော့စားကြတယ်ငပူရင်းဆိုလည်းစားတယ်လူတွေကတော့ငပူရင်းဆိုတာလူတွေကမစားရဲကြဘူးပေါ့နော်ကျွန်တော်တို့9နိုင်လောက်ကထောင်ထားခဲ့တဲ့ပိုက်ကိုပြန်ပုံမှာဖြစ်ပါတယ်ဒီနေ့ကတော့ရှင်းနေမဟန်လားဒါတော့ငါးလက်ပိုက်ပေါ့နော်ကျွန်တော်ငါးလေးပိုက်လဲ3ခုလောက်လည်းချထားပါသေးတယ်တော့ခုနေ့ရလို့ပေါ့နော်ဆိုတော့3ခုလောက်ရှိပါသေးတယ်တကောင်မရတာဒီတော့တကောင်စားတော့ဒီလေကတော့ဒါအပေါက်100လေလို့ခေါ်ပါတယ်ဒီဘယ်နေရာဖြစ်ရစီကိုစိတ်နေတာပေါ့နော်အောက်ကိုင်းလည်းစိတ်မစိတ်ရင်ဒီဘေးရစိတ်တယ်သူခုကျွန်တော်ဖာလိုက်တဲ့ပွဲညကြောင့်မှရေယူစိတ်တာမရှိတော့ပါဘူးတကယ်တော်တော်လေးကောင်းတဲ့ quality ကောင်းတဲ့ပွဲညဖြစ်ပါတယ်ဒါပေမဲ့ဒီအောက်မှာတော့နည်းနည်းလေးစိတ်နေလာတော့မသိပါဘူးခုနပွဲညတဲ့တော့ဖာထားတာပဲဒါမှမဟုတ်ဒီရဲ့ပဲကြားတဲ့ဟာလောက်ဒီမှာတော့စိတ်နေတယ်အဲ့နေရာတော့ပွဲညကလောလောဆယ်နေကျွန်တော်တို့ယူလာတာနည်းနေသေးတော့အဲ့နေရာတော့ချိန်ပေးပြီးမှဖာမရမှာပေါ့နော်ကျွန်တော်ရရှိခဲ့တဲ့ဒီပွဲညက်ကအဲ့ဒီကုန်းဘုတ်နားလေးအဲ့ကုန်းကန်းဆက်လေးမှာပါဖြစ်ပါတယ်ဒီနာဒီအပင်အောက်ကကန်းဆက်လေးမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်နားနေဒီပိုက်ဆုံးတာနဲ့ကျွန်တော်အဲ့ဒီပွဲညက်ကိုကုတ်ယူမှာဖြစ်ပါတယ်ပွဲညက်ကဲပွဲညက်ကျွန်တော်တပိတ်တာလောက်ပါခင်ဗျာပွဲညက်တပိတ်တာလောက်ပွဲညက်ပြော့တယ်ဒီကောင်နည်းနည်းမာတဲ့ဟာလေးနည်းမာတဲ့ဟာလေးကဲပွဲညက်တပိတ်တာလည်းရောက်သွားပါပြီပြော့တယ်ဆိုပေမဲ့လည်းကျွန်တော်နေနည်းနည်းပြလိုက်ရင်တော့6ပေါ့ပါဘောနော်နည်းနည်းလေးတော့ကဲကျွန်တော်ပွဲညက်တပိတ်တာရောက်သွားပါပြီခင်ဗျာဆိုရင်တော့Okay. Sure. Okay. Let's see. Whoa. Way. Many fish. Punya mimela wah. Punya. Ambalih. Oh. Đồ tí đẹp nhá. Bao nhiêu cả rồi.
ရှယ်ကောင်းတယ်ဘွားညအကောင်းစားနာတာတွေ့လို့ကျွန်တော်အနေနဲ့လေဝတော်ဖြည့်ရှင်းနိုင်တာဖြစ်ပါတယ် ထပ်ပေါက်ပြန်ပြီဟာပွဲညက်လို့ကြောင်ပွဲညက်โอ้哎呦မလေးတော်ဒီတော့ဗျာပွဲညက်အကောင်းစားနဲ့တွေ့လို့ ရရင်ကျွန်တော်ကလေးအဲ့ကောင်ပြဖွင့်ပြတယ်လား ပွဲညက် ဒီလိုတက်ကုန်ပြဖွင့်ပြတယ်တော့ တော့ကြာပွဲညက်အကောင်းစားနဲ့တွေ့လို့မဟုတ်ရင်ကျွန်တော်ဒီမှာပဲရေပြူလာမှရက်ဆက်တယ်တပေါက်ကဖာနောက်တစ်ပေါက်ကတစ်ပေါက်ပေါက်တရား၄လို့ခေါ်ရတယ်ဒီပေါက်အဒီကလေးကနော်အဲဒီတော့ကျွန်တော်ပွဲညက်အကြီးယူလာလို့ပွဲညက်ကြီးမပွဲညက်တွေအများကြီးပဲကန်ယူတစ်ချောင်းမှာနော်ပွဲညက်တုံးကြီးချင်းခဲလိုက်မကြိုက်တော့ယူအဲ့လိုမျိုးဖြည့်ရှင်းရတယ်ဗျာလေပေါက်တော့အခုဆွဲတင်မှာဖြစ်ပါတယ်ဒီဝိတ်နဲ့တောင်တော်တော်လေးနေတာနောက်ထပ်ငါးတဝိတ်နဲ့ဆိုရင်တော့မလွယ်တော့ထင်တယ်ဒီလေကတော့မလေးโอเคဒါတော့နောက်ဆုံးကြိုးနောက်ဆုံးပိုက်ဖြစ်ပါတယ်ကဲဆွဲတင်လိုက်တဲ့ခါမှာဘယ်လောက်ထိကျွန်တော်တို့ရနိုင်မလဲဆိုတော့ကိုတွေ့ရမှာဖြစ်ပါတယ်1 2 3โอ้ဒီကောင်လေးတော်ရတာပဲမလေးဘယ်ညဒီပြားတော့ဟုတ်ပါโอเคဟာဒီမှာလဲ3လေးကိုနော်ပြေပဲဟုတ်ကဲ့မင်္ဂလာပါဗျာငါးလေးတွေတော့ရပါတယ်ငါးကြီးတွေကတော့မရပါဘူးခင်ဗျာအဲ့တော့ငါးလေးတွေတလဲဝင်နေငါးကြီးတွေတလဲဝင်နေအဲ့လိုမျိုးတော့လှည့်ကြတယ်ဝင်ကြပါလေကဲအခုကျွန်တော်တို့ပြန်နေပါပြီခင်ဗျာဒါနေ့လည်းနေဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့အားရည်လည်းတော်တော်ရပါတယ်ငါးလေးတွေပေါ့နော်ခါတရားလေးနဲ့ကျွန်တော်တို့ငါးရှာတော်လေးရသွားပါပြီငါးရှာတာအဲ့တော့ကျွန်တော်တို့ပြန်မယ်ဖြစ်ပါတယ် ဖြုတ်ပါလေတော့တကွာဖြုတ်ဝိုင်းရော3လုံးတော့ဘာကြောင့်လဲဆိုတော့မပြောတော့ဘူးနော်စားလို့မရအောင်လို့ယူစားကြလို့လားမသိရှိကောင်းနော်ကြီးတယ်ငါရှိတော့ကောင်းဟိုဘက်ချက်မရှိတော့နော်အပါလေငါငွေနဂါနော်ကဲကျွန်တော်တို့ပိုက်ချလို့ရခဲ့တယ်ငွေနဂါပါအော်လက်ချက်မှာဖြစ်ပါတယ်နော်ကဲဖုတ်ပြီးရင်ဒီမှာမြို့ကင်းနဲ့စီတက်ပြီးတော့မှအပြည့်ရိုက်ချက်မယ်ခုနေရလို့ပေါ့နော်
ဒီလိုအသားတွေထွက်တယ်နော်အားရပါဘာနဲ့ပေါင်းလို့ဖားတော့ပြီးပါပြီခင်ဗျာစနေမုတ်ဒါကိုဇွန်းတလေးတစ်ဖက်ဇွန်းလောက်ရှိတဲ့ဟာတစ်ဇွန်းထည့်တယ်ပြီးထောင်းတဲ့ငရုတ်ပြီးကိုထည့်ပါတယ်โอเคရလာထည့်မယ်စုပ်ကွက်ဒီမှာချွတ်ထားတဲ့ဟာကိုထည့်လိုက်ပေးပါပြီခင်ဗျာဆိုဒီရွက်တွေကိုပေါ့နော်စပလင်နဲ့မဆလာရွက်လို့ခေါ်ပါတယ်အဲ့ဒါကိုထည့်မှာဖြစ်ပါတယ်ကလေးကိုရှာဘူးသူမှပြင်ရမှာနေကင်းအပြင်းပြေးဒီနေ့ချမ်းနဲ့ငါ6နဲ့ကျွန်တော်ဒါရွာမှာကတော့ဒီနေ့ချမ်းနဲ့ငါ6နဲ့ဆိုရင်ဒါအဲ့ဒါအခန့်နဲ့ပေါ့အဲ့လိုမျိုးအခန့်တာပေါ့ဗျာဒီနေ့ချမ်းလေးနဲ့အဲ့လိုကြည့်တော့ထည့်လားဒါရွေးရေးတိုက်ရောရေးထည့်ပြီးညတကယ်ဟိုတယ်ကြီးဒီမှာနေဟောတာနေတာကြားနေရတယ်လက်ဖက်ရည်ရလဲအိုးဟဲนี่လက်ဖက်ရည်ရလဲရှမ်းနဂါပါခင်ဗျာရှမ်းနဂါတော်တော်ရှမ်းနဂါပါခင်ဗျာရှမ်းနဂါပါခင်ဗျာဒီနေ့ရလေးတိုက်ပါရှမ်းနဂါပါခင်ဗျာဒီနေ့ရလေးတိုက်ပါဦးတယ်ရှမ်းနဂါပါခင်ဗျာတိုက်ဘူးလားပါခင်ဗျာဒီနေ့ပူချစ်နဂါပါခင်ဗျာဒီမြတ်ဒီရနေ့ပူချစ်တာကိုင်းကြီးရနောက်ဗီဒီယိုမှာကိုဘာရီကိုရှာဖွေချက်စားဖြစ်အောင်မလဲလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါရခင်ဗျာခေါင်းလောင်းလေးနဲ့ subscribe လေးကိုနှိပ်ထားလိုက်ကြပါဦးနော်လာလာ